Susan တို့ရဲ့ campaign site ရဲ့ shooting လေးဖြစ်ပါတယ်မနက်စာရောနေ့လယ်စာအတွက်ပါရောပေါင်းစားဖို့အတွက်ကိုရီးယားခောက်ဆွဲလေးချက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ရင်နွေးစူလီဆိုတာနဲ့ဦးစံကဆုဖောက်တာလေးကိုရင်ထည့်လိုက်မယ်ဒီရနဲ့ဟင်းဟင်းရွက်အခဲတုံးလေးကိုလည်းထည့်လိုက်ပါတယ်စူဇန်ရဲ့အချိုက်ဖြစ်တဲ့ခင်ချီလေးပါထည့်လိုက်တော့ဒီခောက်ဆွဲပြုတ်ဟင်းလေးကပိုပြီးစားကောင်းမှအသေးချပဲနော်ဟင်းလေးကပုတ်ဆူပြီးတော့ရပြီဆိုတာနဲ့ဦးစံကခောက်ဆွဲဖက်လေးပါထည့်လိုက်ပါတယ်အခုတော့မနက်စာရောနေ့လယ်စာရောပေါင်းစားတဲ့ကိုရီးယားခောက်ဆွဲလေးရပါပြီ